British Army မင်္ဂလာပါရှင်ကျမတို့ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင် British Digital Crowd တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့တနိုင်ငံလုံးအန်အော် channel ကိုရေတရုတ်ဆောင်မိသမီးနော်ဝရရဲ့အကြောင်းတွေပဲဖြစ်ပါရင်မင်္ဂလာပါ British တွေတရုတ်ဆောင်ကောင်းတဲ့နော်ဝရကအနုပညာလောကချက်ကနေအနာယူပြီးတဲ့နောက်ပြည်တွင်းမှာပဲနေထိုင်တော့တာဖြစ်ပါရင်ပြည်တွင်းတွေကနော်ဝရကိုအတွက်အင်ဂျီကိုခန်းခန်းနာနာဆောက်လုပ်ထားတဲ့ပြည်လုပ်ငန်းများစွာကိုလည်းပိုင်ဆိုင်ထားတဲ့နော်ဝရကအသက်ရလာတဲ့အချိန်မှာဘဝကိုအေးချမ်းစွာဖြတ်သန်းနေပြီဖြစ်ပါရင်အရင်ကတည်းကငွေကြေးပြည့်စုံပြီးသားဖြစ်နေတဲ့နော်ဝရကအင်ချမ်းမြေလုပ်ငန်းကြီးတွေကြောင့်ဒီချက်မကပိုပြီးချမ်းသာလာခဲ့တာပဲဖြစ်ပါရင်မိမိလှုပ်ဆောင်နေစဉ်တုန်းကစိုးစကားတွေကိုမနာတမ်းရက်ခဲ့ပြီးရွှေခဲတွေကိုဝယ်စုထားခဲ့တာဖြစ်ပါရင်ရန်ကုန်ကအချက်တစ်ချက်ကို350နဲ့ဝယ်ပြီးတဲ့နောက်အင်ဂျီကိုလည်းတိစောက်ခဲ့ပါတယ်ဒီအင်ဂျီမှာနှစ်တော်ကြခဲ့ပြီးတဲ့နောက်မိဘတွေကနော်ဝရကိုပြင်းတွေမှာချမ်းဝဲဖို့တိုက်တွန်းကြပါတယ်ဒါကြောင့်ပဲနော်ဝရကစုဆောင်ထားတဲ့ရွှေတုံးတွေကိုရောင်းချပြီးပြင်းတွေမှာချမ်းဝဲလိုက်တာဖြစ်ပါတယ်နှစ်တွေကြာလာတဲ့နဲ့များပြင်းတွေကချမ်းကတဲ့ဈေးတွေကောင်းလာတာဖြစ်ပါတယ်အဲဒီကနေရလာတဲ့အမြတ်တွေနဲ့နော်ဝရကပြင်းတွေမှာပဲဈေးခံအင်ဂျီတအိမ်ကိုတိစောက်ထားခဲ့ပါသေးတယ်ရန်ကုန်မှာမနေ့ဖြစ်တော့တဲ့နော်ဝရက350နဲ့ဝယ်ထားတဲ့ချင်းကြီးကိုရောင်းလိုက်တဲ့အခါမှာသိန်းပေါင်း1,400ရရှိသွားခဲ့ပါတယ်အခုဆိုရင်တော့နော်ဝရကပြင်းတွေမှာပဲနေထိုင်နေပြီးသူ့ရဲ့ဈေးခံအင်ဂျီကိုလည်းနော်ဝရကိုတွေ့အိမ်လို့နာမည်ပေးထားလိုက်တာဖြစ်ပါတယ်အသက်ငယ်စဉ်ကလေးကအလုံးလုံးလာခဲ့ရပြီးမြေကွက်တွေမှာရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့တဲ့နော်ဝရကရွေးချယ်မှုတွေမှတ်ကန်သွားခဲ့ပါတယ်အသက်ကြီးလာတဲ့အချိန်မှာငွေကြေးအတွက်ပူပန်စရာမလိုတော့ပဲပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်တဲ့ကလည်းကုသိုလ်တစ်မျိုးပဲဖြစ်ပါတယ်ဘဝမှာလိုအပ်တဲ့အရာတွေအမြဲရနေတဲ့နော်ဝရကရုပ်ရှင်လောကကိုတော့စိတ်နာနေတာကြောင့်ပဲဘယ်တော့မှပြန်မရိုက်တော့ပါဘူးနုပညာလိုတွေကိုနှားလိုက်တာ10နှစ်ကျော်နေပြီဖြစ်ပြီးအကယ်ဒမီဆုနဲ့လွဲပြီးကြတဲ့ကအတစ်အလုပ်ကိုဆွလွှတ်လိုက်တာပဲဖြစ်ပါတယ်မန်ကန်နဲ့ရင်းနှီးမြှုပ်နှံမှုကိုလှုပ်ခဲ့တဲ့နော်ဝရကိုတော့ British တွေကတော့အားကျနေပြီးသူတို့တထေးမကြီးတယောက်လည်းဖြစ်ချင်နေကြလည်းဖြစ်ပါတယ်။နုပညာလောကချက်မှာအပြိုင်ဆိုင်တွေများပေမဲ့ဒီလိုများပြတဲ့ပြိုင်ဆိုင်မှုတွေကြားချက်ကနေရုံထွက်တာကအနိုင်ပိုင်းခဲ့တဲ့နော်ဝရကတော့ငွေကြေးအတွက်မပူရတော့ပါဘူး။အောင်မြင်မှုလည်းရရှိပြီးသားဖြစ်တဲ့ပြင်ငွေကြေးလည်းချမ်းသာနေတဲ့နော်ဝရရဲ့ဘဝကို British တွေအားလုံးကလည်းအားကျနေခဲ့ကြလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါ British တွေမန်ကန်နဲ့ရင်းနှီးမြှုပ်နှံမှုကိုရွေးချယ်ခဲ့လို့ဈေးခံအင်ဂျီနဲ့နေထိုင်ခဲ့ရတဲ့ပြင်သိန်းပေါင်းတောင်းချီထမ်းချမ်းသာနေပြီဖြစ်တဲ့နော်ဝရပေါ်မှာ British တွေဘယ်လိုများနေခဲ့ကြပါသလဲရှင်